အမသားလေးကချန်အန်းကမြင့်မြတ်တဲ့လူတစ်ယောက်နဲ့တော်တော်လေးဆင်နေတယ်လို့မထင်ဘူးလားတဲ့အဲ့ဒီစကားကြောင့်ကျမရင်ထဲဘုံဘုံလဲသွားတယ်လို့ပဲပြီးတော့မှဟန်မပြတ်ရေမောရင်းချန်အန်းမှာတော့ကငါကအစီခံမလေးတက်တက်ပါအေးအရေးကြီးတဲ့သူတွေနဲ့ဘလို့လှုပ်ဆောင်ဘူးမှလဲနေတိုင်းနောက်ဖေးကွက်ထဲမှာအဝိရှော်ဟင်းချက်နဲ့ပဲအချိန်ကုန်ခဲ့တာလေးလို့ပြောလိုက်ရတယ်အရှင်သခင်မတွေကိုပြုစုရတာနဲ့တင်မြင့်မြတ်တဲ့သူတွေနဲ့တွေ့ဖို့ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးပေါ့ရှောင်းတဲ့စီကကျမစကားလမ်းကြောင်းလွှဲနေတာကိုရိပ်မိပုံရပေမဲ့ဘာမှထပ်မပြောဘဲမျက်နှာလွှဲလိုက်တယ်သူကသားလေးချင်းရှင်ရဲ့အထုပ်ပိုးတွေကိုဝိုင်းကူပြင်ပေးခဲ့ပါတယ်ဒါပေမဲ့သားလေးကိုမြို့တော်စီတယောက်တည်းလွှတ်လိုက်ဖို့ကျမတကယ်စိတ်မချနိုင်ဘူးဒါကြောင့်သားလေးနဲ့အတူလိုက်သွားပေးဖို့ရှောင်းတဲ့စီကိုအသေးအတန်တောင်းပန်လိုက်ရတယ်ပညာရှိကြီးကလည်းသဘောတူပါတယ်ခရီးကလည်းအတော်ဝေးတာကိုလူအနေငယ်တဲ့ခရီးသွားရင်ဒုက္ခရောက်နိုင်တာမို့တိုင်းပညာထိပ်တန်းဆင့်ရှိတဲ့ရှောင်းတဲ့စီပါသွားတာကမှသူတို့ကိုဘေးကင်းအောင်ကာကွယ်ပေးနိုင်မှလေကျမလည်းမြို့တော်ကနေရောက်လာတဲ့ဝတ္ထုစာအုပ်တအုပ်ကိုအသာလေးလန်တော့ဖတ်ကြည့်နေမိတယ်အဲ့ဒီစာအုပ်ထဲမှာပူရင်ကျန်းနဲ့မှုမှတ်မျိုးနယ်ဝင်အမျိုးသမီးလေးတွေရဲ့အချစ်ဇာတ်လမ်းတွေအကြောင်းပါတာပေါ့သူတို့ရဲ့ကျင်နာယူရနေတဲ့ပုံရိပ်တွေကကျမရဲ့အာယုံထဲမှာတစ်ခုပြီးတစ်ခုပေါ်လာခဲ့ပြီးရင်ထဲမှာတကယ်ပဲနာကျင်ခံစားလိုက်ရတယ်အဲ့ဒီစာအုပ်ထဲမှာနောက်ထပ်ဖော်ပြထားတာကတော့အင်ရှိဆန်မင်းသားဟာသူ့ရဲ့လက်ကောက်ဝတ်မှာတသားပတိတကုန်းကိုအမြဲပတ်ထားလေးရှိတဲ့လက်ရာကတော့ကြမ်းတမ်းပြီးကြည့်ရတာလေတန်ဖိုးနှဲပုံမှာပဲသူဝတ်ဆင်လေးရှိတဲ့တန်ဖိုးကြီးကြောက်စိမ့်ဆွဲပြားတွေနန်းတာအိတ်တွေနဲ့ရှင်လိုက်ရင်ဘာမှမဟုတ်တဲ့အရာပေါ့ဒါပေမဲ့အဲ့ဒီပတိတွေကဘယ်ကလာတယ်လဲဆိုတာကျမအတိဆုံးပါအဲ့ဒါကကျမတို့အတူရှိခဲ့တဲ့ပထမဆုံးနှစ်မှာတော့ကပေါ့သူ့ရဲ့မွေးနေ့ရောက်တော့မယ်ဆိုတာသိလိုက်ရလို့မိမက်ဆိုးကြီးတယောက်စီကနေတစ်သားတုံးတုံးကိုကျမဝယ်ခဲ့တယ်အဲ့ဒီတစ်သားတုံးကိုကျမရဲ့တလစာလာဆောင်ငွေအကုန်ပေးပြီးဝယ်ခဲ့ရတာလေတညသူသတိမထားမိတဲ့အချိန်မှာသူ့ရဲ့လက်ကောက်ဝိတ်ရွယ်စားကိုကျမတိတ်တဆိတ်တိုင်းခဲ့တယ်ပြီးတော့လာပေါင်းများစွာကြာအောင်အပင်ပန်းခံပြီးပုံဖော်ခဲ့တာနောက်ဆုံးတော့ကြည်ကောင်းတဲ့တစ်သားပတိတကုံးဖြစ်လာခဲ့တာပေါ့ပတိစေးတစ်စိတ်ချင်းစီကိုကျမကိုယ်တိုင်လက်နဲ့ထွင်းထုခဲ့တာပါအဲ့ဒီပတိလေးကိုကင်ပြီးဖူလိုဖျားเจ้าအထိကျမအရောက်သွားခဲ့သေးတာကျောင်းထိုင်စရာတော်စီမှာဒီပတိလေးကိုအန်ရီကင်းပရိယေတိုက်ခိုင်းပြီးဖူရင်ကျန့်အတွက်ကံကောင်းခြင်းတွေတဲဆောင်လာပေးဖို့ဆူတောင်းခဲ့ဘူးတယ်ဒါပေမဲ့သူ့ကိုလက်ဆောင်ပေးလိုက်တဲ့အချိန်မှာတော့သူကတစ်ချက်ပဲလှမ်းကြည့်ပြီးထိတောင်မထိခဲ့ဘူးဝစ်လဲမဝစ်ခဲ့ပါဘူးအဲ့ဒီတုန်းကတော့စိတ်ထဲမှာနည်းနည်းတော့အောင့်တက်တက်ဖြစ်သွားတာပေါ့ဒါပေမဲ့အခုဒီဝတ္ထုစာအုပ်ထဲမှာအဲ့ဒီပတိအကြောင်းပြန်ဖတ်ရတော့ရင်ထဲမှာလွမ်းဆွမှုနဲ့နာကျင်မှုတွေရောပြွမ်းပြီးခံစားလိုက်ရတယ်သူ့လက်ကောက်ဝတ်မှာဘယ်တော့မှရှိမနေတဲ့အရာတစ်ခုကဘာလို့များပြန်ပေါ်လာရတာလဲဒါဟာတကယ်ကိုထူးဆန်းတယ်လို့အမှန်တိုင်းပြောရရင်စိတ်တောင်တိုးမိတယ်ကျမစေတနာအပြည့်နဲ့လုပ်ပေးတော့ကတော့သူကအဖက်တောင်မလုပ်ခဲ့တယ်လို့အကောင်းတောင်မပြောခဲ့ဘူးလေအခုကျမှဘာလို့များတန်ဖိုးရှိတဲ့အရာတစ်ခုလို့ဝတ်ထားရတာလဲဘာလဲကျမမရှိတော့လို့လွမ်းပြနေတာလားတကယ်ကိုကလေးဆန်တာပဲအဲ့ဒီလိုပဲကျမပါဇက်ကပြောနေမိပေမဲ့ရင်ထဲကအစိတ်ပိုင်းတစ်ခုကတော့တစ်ခုခုကိုမျောလင့်နေမိတော့ပဲသားလေးချင်းရှင်းထွက်သွားပြီးမကြခင်မှာပဲမြောက်ဘက်တစ်ခွင်မှာဆိုင်တွေအများကြီးထပ်ဖွင့်ခဲ့တယ်ကျမမှာစုဆောင်းထားတာတွေရှိပေမဲ့ဒီအတိုင်းငြိမ်ငြိမ်မနေချင်ဘူးလေပြီးတော့မြောက်ဘက်မှာကလည်းမတည်ငြိမ်မှုတွေခဏခဏဖြစ်တတ်တော့လက်ထဲမှာငွေများများရှိထားတာအကောင်းဆုံးပဲလို့တွေးမိတာကျမကတော့အစားတောက်ဆိုရင်တကယ်ကိုမမောတဲ့သူပါအစားအသောက်မှန်သမျှအကုန်ကြိုက်ပေမဲ့ဝန်တွန်ကတော့ကျမရဲ့အကြိုက်ဆုံးပေါ်စားရတာတွေမဟုတ်ဘူးကိုယ်တိုင်လုပ်ရတာကိုလည်းဝါသနာပါတယ်ကျမလုပ်ထားတဲ့အစားအသောက်တွေကိုလူတွေအားရပါးရစားနေကြတာကိုကြည့်ရတာကကျမကိုနှွေးထွေးတဲ့ခံစားချက်လေးပေးစွမ်းနိုင်လို့ပါပဲဒါနဲ့ပဲကျမဟာမြောက်ဘက်တစ်ခွင်မှာဝန်တွန်ဆိုင်တွေကိုဒီဇိုင်းပြီးဒီဇိုင်းလိုက်ခွင့်ဖြစ်ခဲ့တယ်ကျမရဲ့ဝန်တွန်တွေကတကယ်ကိုအရသာရှိတာလေးဆိုင်ဖွင့်တိုင်းလူတွေအမြဲပြည့်နေတတ်ပြီးတချို့ဆိုရင်ဝေးဝေးလန်လန်ကနေတောင်မြည်စမ်းကြည့်ဖို့လာကြတာဒီနေ့မှာတော့ဟောက်တဲ့ဟောင်းတယောက်ကသူ့အတွက်ကျမကိုယ်တိုင်လုပ်ပေးဖို့အထူးတောင်းဆိုလာတယ်ကျမလည်းအားနေတာနဲ့ပဲသူစားဖို့ငွေတစ်ထောင်ထောင်းထနေတဲ့ဝန်တွန်တပွဲကိုကိုယ်တိုင်လုပ်ပေးလိုက်တာပေါ့ကျမမှာရွှေရောင်ကောင်းချင်းဝန်တွန်လို့အမည်ပေးထားတဲ့ကိုပိုင်ဖန်တီးထားတဲ့ဝန်တွန်ဆိုင်လေးတစ်ခုလည်းရှိသေးတယ်။ဒါကကျမရဲ့ကိုပိုင်လက်ရာဖြစ်ပြီးဘသူနဲ့မှမတူတဲ့အရာတာပေါ့ဒီဆိုင်လေးကတော့တိတ်ဆိတ်တဲ့နေရာလေးမှာရှိတာပါအများအားဖြင့်တော့ဒေသခံတွေနဲ့တဆင့်စကားတဆင့်ကြားလို့လာစားကြတဲ့သူတွေပဲများပေမဲ့လူကတော့အမြဲမပြတ်ဘူးကျမအတွက်တော့ဒီလိုဝေးလံတဲ့နေရာမှာကိုယ့်ရဲ့အသက်ပညာနဲ့လူတွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တာကအတိတ်ပဲအရှိဆုံးပါပဲအပြင်မှာစပွဲနဲ့ကလတ်ထိုင်တွေခင်းချင်းပကံတွေကိုအစီအချပြီးအလုပ်လုပ်ရတာကိုကျမသဘောကျတယ်တနေ့လုံးအလုပ်လုပ်ပြီးအိမ်ပြန်ရောက်တဲ့အခါမှာတော့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာတယ်မြောက်ဘက်ကဝန်တွန်ဆိုင်ကတော့အကြီးအကျယ်အောင်မြင်နေပြီတကယ်လို့ချမ်းမျိုးမှာသာဆိုင်တစ်ဆိုင်သွားဖွင့်ရင်ဘယ်လိုနေမလဲငွေတွေဆိုတာအပုံလိုက်ရလာမှသိကြတယ်အဲ့ဒီအတွေးဝင်လာပြီးတဲ့နောက်မှာတော့ချမ်းကဂန်းကော်ပန်းကိတ်နဲ့ဘဲကင်ကိုတော်တော်လေးစားချင်လာမိတယ်ကျမရဲ့ကိုယ်ပိုင်စဖို့မှုကအဲ့ဒီရတာအတိုင်းပြန်ချက်ပေးနိုင်ရင်တော့မူရင်းရတာကိုတော့ဘလို့မှမမိဘူးလေသားလေးချင်းရှင်းရဲ့စာတွေကပုံမှန်ရောက်လာပေမဲ့သူ့ကိုလွမ်းတဲ့စိတ်ကတော့တိုင်းလုံးတွေလိုပဲခဏခဏရိုက်ခတ်နေတာကျမလည်းအဝတ်စားတွေထုတ်ပြီးခြံအန်းကိုသွားဖို့ပြင်ဆင်နေတော့မှပဲပညာရှိကြီးကကလေးတွေကိုမြောက်ဘက်စီပြန်ခေါ်လာခဲ့ပါပြီအဲ့ဒီစာကိုရတဲ့အချိန်မှာကျမဝမ်းသာလုံးလို့ငိုတောင်ငိုမိမလို့ပဲရက်တွေကိုလက်ချိုးရည်တွက်ပြီးသူတို့နဲ့တွေ့ဖို့မြို့တကားဝမှာနာရီပေါင်းများစွာကြိုးဆောင်နေခဲ့တာပေါ့ကျမရဲ့အစီခံမလေးကကျမရဲ့အသေးအတန်ဖြစ်နေတဲ့ပုံစံကိုမြင်ပြီးဆနှောက်နေသေးတယ်အမရဲ့သားလေးတနေ့ကြလို့အိမ်အောင်ပြုတ်သွားရင်အမဘလို့လုပ်မလဲတဲ့နင်အခုဘာပြောလိုက်တာလဲငါတေချာမကြားလိုက်လို့ကျမရဲ့အစီခံမလေးကတော့ကျမသားကိုဘလောက်တောင်အသေးဆွဲဖြစ်နေတယ်လဲဆိုတာသိနေတော့မျက်လုံးလေးကလေးကလည်းနဲ့ပြုံးပြီးဘာမှထပ်မပြောတော့ဘူးကျမမျိုးတကားဝမှာစောင့်နေရတာကဘာပြတ်မတက်ကြနေတယ်လို့ပဲသူတို့ရဲ့မြင်ရထားကိုလှမ်းမြင်လိုက်ရတဲ့ခဏမှာပဲကျမသူတို့စီကိုအပြေးလေးသွားမိတော့တာပါပဲ
မြင်းရထားကိုမြင်လိုက်ရတဲ့အချိန်မှာပဲကံကြမ္မာကကျမတို့ကိုစားနှောက်ချင်ပုံရတယ်ရုတ်တရက်ကြီးမိုးဖွဲဖွဲလေးတွေကျလာတော့တာကျမလည်းကျမရဲ့မြင်းရထားပေါ်ကနေဝါထီလှလှလေးတစ်ချောင်းကိုအမြန်ဆွဲယူလိုက်ရတယ်သားလေးကိုဘေးကင်းအောင်ထိမိုးပေးပြီးအထဲခေါ်လာပြီးတဲ့နောက်သူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်မိတယ်သားလေးမရှိတဲ့ရက်တွေမှာမေမေသားကိုဘလောက်တောင်လွမ်းနေတယ်မှတ်လဲလို့ပြောလိုက်တော့သားလည်းမေမေကိုအများကြီးလွမ်းတာပေါ့ချန်အမ်းမျိုးကြီးစီကားနေတာကိုမြင်တိုင်းမေမေသားပေးမှရှိနေရင်တိတ်ကောင်းပါပဲလို့ခဏခဏတွေးမိတယ်မေမေနောက်ရက်ကျရင်မေမေလည်းသားနဲ့အတူချန်အမ်းကိုလိုက်ခဲ့မလားဟင်နဲ့အိမ်ပြန်လန်းမှာသားလေးချင်းချင်းကတော့ပါဇက်ကိုမနာတမ်းပဲချန်အမ်းမှာသူကြုံခဲ့ရသမျှအကုန်လုံးကိုပြောပြနေတော့တာခက်ခဲတဲ့အချိန်တွေရောပြောစရာအခိုက်အတန့်တွေရောပေါ့ကျမကတော့သားလေးရဲ့လက်ကလေးတွေကိုစစ်ဆေးရင်းသူ့စကားတွေကိုတေချာနားထောင်ပေးပြီးတခါတလေစနောက်ပြီးလဲပြန်ပြောဖြစ်ခဲ့တယ်အော်ရာနဲ့မေမေဒီတစ်ခေါက်ခရီးမှာသားတို့ပညာရှိကြီးနဲ့အတူချန်အန်းကိုသွားခဲ့ကြတာလေအဲ့ဒီမှာအများကြီးလဲတွေ့ခဲ့ရသလိုအရေးကြီးတဲ့လူအများကြီးနဲ့လဲဆုံခဲ့တယ်ဒါပေမဲ့အဲ့ဒီထဲကတယောက်ကတော့တကယ်ကိုထူးထူးဆန်းဆန်းပဲမေမေရဲ့လို့ပြောပါတယ်သားကိုမြင်မြင်ချင်းသူကစက္ကန့်နှဲငယ်လောက်ကြောင်ကြည့်နေပြီးတော့ရုတ်တရက်ကြီးဖတ်လိုက်တာမေမေသားကတော့သူတခုခုဖြစ်နေတာလားလို့တောင်ထင်မိတာဒါပေမဲ့ပညာရှိကြီးနဲ့သူကတော်တော်လေးရင်းနှီးပုံရတော့သားလည်းဘာမှမပြောတော့ဘူးနောက်မှပညာရှိကြီးကပြောပြတာသူကသားတို့ရဲ့စီနီယာအကိုကြီးတဲ့သူကသားနဲ့အခြားစီနီယာအကိုတွေကိုလက်ဆောင်ဝယ်ဖို့ခေါ်သွားသေးတယ်။သားပေါ်မှာလည်းတကယ်ကိုကောင်းတာလို့ပြောရင်းနဲ့သားလေးကသူ့အိတ်ထဲကနေတကယ်ကိုတန်ဖိုးကြီးလာတဲ့ကြောက်စိမ့်ယူတွေနဲ့ရွှေတော့ခတ်တွေကိုထုတ်ပြလာတော့တာပဲကျမတော်တော်လေးဇဝေဇဝါဖြစ်သွားတယ်။ဒါနဲ့ရှိကနေမြင်းရထားမောင်းနေတဲ့ရှောင်းတဲစီကိုလှမ်းမေးဖို့စူးစမ်းလိုက်ပေမဲ့ကျမမလှုပ်ရှားရသေးခင်မှာပဲသူကအရင်ဦးအောင်လှမ်းပြောလာတယ်။အမအပြင်မှာမိုးရွာနေတဲ့ငိမ့်ငိမ့်လေးပဲထိုင်နေပါဦးအိမ်ရောက်မှကျွန်တော်အကုန်လုံးကိုအသေးစိတ်ပြန်ပြောပြပါမယ်တဲ့အိမ်ရောက်လို့သားလေးချင်းချင်းရဲ့အိတ်ကိုကြည့်လိုက်တော့အထုပ်ကဖောင်းကားနေတာပဲသူထွက်သွားတော့ကအထုပ်နဲ့အရွယ်စားတူပေမဲ့အခုတော့အထဲမှာတန်ဖိုးကြီးအတုံးဆောင်တွေနဲ့ပြည့်နေတာလေလက်ရာတွေကလည်းတကယ်ကိုအစ်စ်မြင့်လွန်းတဲ့တချို့ပစ္စည်းတွေပေါ်မှာဆိုရင်နန်းတွင်းမိသားစုရဲ့တရားဝင်တစိမ့်တော်တွေတောင်ပါနေသေးတာဘလို့စီနီယာအကူမျိုးကဒီလောက်ထိတန်ဖိုးကြီးတဲ့အရာတွေကိုအလွယ်တကူပေးနိုင်မှလဲကျမရဲ့တန်တရားတွေကပိုပြီးကြီးထွားလာတဲ့သားကိုမေမေမှထားတယ်မဟုတ်လားအပြင်သွားရင်ရိုးရိုးသားသားနဲ့ရင်ရင်ကျေးကျေးနေပါလို့မေမေတို့ကအဲ့ဒီလူတွေကိုမသိဘူးလေဒစိမ့်တွေစီကပစ္စည်းကိုဒီအတိုင်းယူလို့မရဘူးတကယ်လို့သူကသားကိုတခုခုမကောင်းကြံဖို့စူးစမ်းနေတာဆိုရင်ဘလို့လုံးမလဲသားလေးကကျမရင်ခွင်ထဲမှာငိမ့်ငိမ့်လေးထိုင်ပြီးစဉ်းစားနေတယ်ပြီးတော့မှဒါပေမဲ့မေမေအဲ့ဒီစီနီယာအကူကပြောတယ်သူမေမေကိုသိတယ်တဲ့သူကပြောသေးတယ်မေမေနဲ့သူကအရင်တုန်းကတကယ်ကိုရင်းနှီးတဲ့တငယ်ချင်းတွေပါတယ်ပြီးတော့မေမေကိုရှာနေတာလဲတော်တော်ကြာပြီလို့ပြောတယ်ကျမကလူမှုရေးတိတ်လုတ်တတ်တဲ့သူမဟုတ်ပါဘူးနန်းတွင်းထဲမှာနှစ်ပေါင်းများစွာနေခဲ့စဉ်တုန်းကလည်းမြို့တော်မှာတငယ်ချင်းဆိုတာမျိုးတယောက်မှမရှိခဲ့ဘူးလေကျမသိခဲ့တဲ့တူလေးသောသူကဖူရင်ကြံ့ပဲရှိတာမဟုတ်မှလွဲရောအဲ့ဒီစီနီယာဆိုတာသူများလားမဖြစ်နိုင်တာမြို့တော်နဲ့ဒီနေရာကတော်တော်လေးဝေးတာလေကျမဒီမှာရှိနေတာကိုသူဘယ်လိုလုပ်သိနိုင်မှာလဲပြီးတော့သူကအခုအိမ်ရှိဆန်မင်းသားဖြစ်နေပြီလေဘာအကြောင်းကြောင့်နဲ့ဒီမြောက်ဘက်အစွန်ဖျားအထိလာမှလဲသူ့ရုပ်နဲ့ဆင်နေတဲ့ကလေးတယောက်ကြောင့်နဲ့လားသားအဲ့ဒီစီနီယာအကိုရဲ့နာမည်ကိုတိလားလို့မေးလိုက်တော့သားလေးချင်းချင်းကချက်ချင်းပဲပြန်ဖြေတယ်သူ့မျိုးရိုးကဖူတဲ့ပညာရှိကြီးပြောတာတော့ဖူဆိုတာဘရိမျိုးရိုးနာမည်တဲ့ပြီးတော့အဲ့ဒီစီနီယာအကိုကပညာရှိကြီးရဲ့ပထမဆုံးတပည့်ရင်ဖြစ်တယ်လို့တစ်သက်လုံးမှာသင်ပေးခဲ့သမျှထဲမှာညာအကောင်းဆုံးတပည့်တဲ့အော်သားမှတ်မိပြီသူ့နာမည်ကဖူရင်ကျက်နဲ့မေမေတဲ့သွားပြီးသူကျမတို့ကိုဘလို့လှုပ်ရှားတွေ့သွားတာလဲကျမနောက်ကရှောင်းတယ်စီကိုလှမ်းကြည့်လိုက်တော့သူကကျမကိုပြုံးဆဆနဲ့ကြည့်နေတာတခုခုတော့မှားနေပြီးဖူရင်ကျက်အကုန်သိသွားပြီဆိုတာသိကြတယ်နန်းတော်ကပြန်ခေါ်ထားတဲ့ပညာရှိကြီးကဘာအကြောင်းမှမရှိပဲကလေးတွေကိုခေါ်ပြီးဒီမြောက်ဘက်ကိုရုတ်တရက်ကြီးပြန်ပြေးလာစေရအကြောင်းမရှိဘူးလေဒါတွေအားလုံးရဲ့နောက်ွယ်မှာဖူရင်ကျက်ရဲ့လက်ချက်တွေကြီးပဲကျမတို့ပုံနေတာလူမိသွားပြီဖူရင်ကျန်းကသူ့လူတွေနဲ့အတူကျမရဲ့အိမ်ရှိတကားဝမှာတောင်ရောက်နေလောက်ပြီးကျမသားကိုခေါ်ပြီးအခုချက်ချင်းထွက်ပြေးမှဖြစ်တော့မယ်အခုမှမပြေးရင်ဘယ်တော့မှပြေးရတော့မှာမဟုတ်ဘူးသူဒါကိုဒီအတိုင်းလွှတ်ထားမှာမဟုတ်ဘူးကျမလည်းသားလေးချင်းချင်းကိုသူ့လက်ထဲအပါမခံနိုင်ဘူးဖူရင်ကျန့်ကအေဂရိတ်ဖြစ်လာတော့မှလေသူ့မှာမိဖုရားတွေကိုလုတ်တော်တွေအများကြီးရှိလာမှသူကကျမရဲ့ချင်းချင်းကိုလိုအပ်မှာမဟုတ်ပါဘူးကျမကိုအဲ့ဒီလိုပဲထက်ခါပြောနေမိပေမဲ့ခြေထောက်တွေကတော့အငြိမ်မနေပဲထွက်ပြေးဖို့ပြင်နေမိပြီးကျမတကယ်ကိုကြောက်လန့်နေမိတာတစ်စက္ကန့်လောက်နောက်ကျသွားတာနဲ့ကျမအဖမ်းခံရတော့မှလေရှိသမျှပစ္စည်းတွေကိုအမြန်ဆွဲယူပြီးနောက်ဖေးတကားကိုဖွင့်လိုက်တဲ့အချိန်မှာတော့ဖူရင်ကျန်းကသူ့ရဲ့နန်းတွင်းကိုရန်တော်တွေနဲ့အတူအတင်းဆောက်နေတာကိုတွေ့လိုက်ရတယ်။9 နှစ်တောင်ရှိသွားပြီပဲ။ဖူရင်ကျန်းကအရင်ကထက်အများကြီးပိန်သွားတယ်။ဒါပေမဲ့သူ့ရဲ့မျက်နှာကတော့အရင်တိုင်းပဲဆူရှပြီးခန့်ညားနေတုန်းပဲ။ဒါပေမဲ့တခုခုတော့ပြောင်းလဲသွားတယ်။သူကတကယ်ကိုပင်ပန်းနွမ်းနယ်နေတဲ့ပုံစံပေါ့။အားရင်တွေကုန်ခန်းနေတယ်လို့ပဲ။မုတ်စိတ်မွေးတွေတောင်မရိတ်ထားနိုင်ဘူး။ကြည့်ရတာဒီကိုရောက်ဖို့မြင်းကိုအသေးလဲစီးလာခဲ့ပုံပဲမြင်းပေါ်ကစင်းခါစားဖြစ်မှာပေါ့အရင်ကတန်ရှင်းနေတက်လွန်းတဲ့လူစားမျိုးကအခုတော့သူ့ရဲ့ဘောင်းဘီနဲ့အင်ဂျီလက်တွေမှာရှုပ်နေပေးပွားနေလေရဲ့သူ့မျက်နှာကလည်းအိုးမဲတုတ်ထားသလိုညှိုးမောင်နေတာပဲအခုသူ့မျက်နှာကိုရေနဲ့ပတ်လိုက်ရင်တော့ညစ်ပတ်တဲ့ရေတွေစီးကြလာမလားအောက်မေးရတယ်အကယ်၍အကြည့်နဲ့လူတက်လို့ရမယ်ဆိုရင်ကျမကတော့အခုအပိုင်းအပြက်အသက်ခံနေရလောက်ပြီးသူကကျမကိုဝါးစားမတက်အန်ကျိတ်ပြီးကြည်နေတာချင်းရှင်းကကျမရဲ့ခြေထောက်ကိုတင်းတင်းဖက်ထားပြီး
ဖူရင်ကျန်းကိုမျက်လုံးလေးအဝိုင်းသားနဲ့ကြည့်နေတယ်ပြီးတော့မှကျမဘက်ကိုလှည့်ပြီးမေမေဒါသားပြောပြတဲ့လူလေးပညာရှိကြီးရဲ့အချစ်ဆုံးတပည့်ရင်းဆိုတာသူပဲတဲ့ဖူရင်ကျန်းကသားလေးကိုကြည့်နေတဲ့အကြည့်ကကလေးတစ်ယောက်ကသူ့အကြိုက်ဆုံးမုံကိုငေးကြည့်နေတယ်လို့မျိုးကျမလည်းနဖူးကိုလက်နဲ့ရိုက်ပြီးစိတ်ထဲကနေအော်နေမိတော့တယ်မဟုတ်ဘူးကျင်းရှင်းရေအဲ့ဓာတွေရှောက်မပြောနဲ့တော့ကျင်းရှင်းသူကသားထင်တယ်လို့အံ့ဩဖို့ကောင်းတဲ့စီနီယာအကိုမဟုတ်ဘူးသူကသားကိုပြစ်ထားပြီးအခုမှပြန်ပေါ်လာတဲ့အတုံးမကျတဲ့အဖေပဲသူကလူကောင်းမဟုတ်ဘူးဘလူးတကောင်ပဲလူကိုဝါစားပြီးရင်ဘာမှမကြံအောင်ပြန်ထွေးထုတ်တတ်တဲ့အမျိုးစားလို့ကျမစိတ်ထဲကနေပဲအော်ဟစ်နေမိတယ်ဖူရင်ကျန်းကသူ့ရဲ့အကြည့်ကိုသားလေးရဲ့မျက်နှာစီကိုပြောင်းလိုက်တယ်ကျမရင်ထဲဘုံဘုံလဲသွားတယ်လို့ခံစားလိုက်ရပြီးသားလေးကိုကျမရဲ့နောက်ွယ်မှာအမြန်ဆွဲဖွဲ့ဖို့ကြိုးစားမိတာပေါ့ဒါပေမဲ့ဖူရင်ကျန်းရဲ့မမိုင်းဖြစ်နေတဲ့မျက်နှာဟာသားလေးကိုမြင်လိုက်ရတဲ့ခဏမှတင်ရုတ်တရက်ကြီးလင်းလက်သွားခဲ့တယ်ကျမကတော့သူ့ကိုတတိကြီးနဲ့စောင့်ကြည့်နေမိတာပေါ့သူ့ရဲ့မျက်လုံးတွေကကျမနဲ့သားလေးကြားမှာတစ်ခုခုကိုရှာဖွေနေတယ်လို့မျိုးဟိုကြည့်ဒီကြည့်လုံနေလေရဲ့ပြီးတော့မှသူ့အကြည့်တွေကသားလေးစီမှာတင်ရက်တန့်သွားပြီးမျက်နှာပေါ်မှာအပြုံးတစ်ခုပေါ်လာခဲ့တယ်ချင်းရှင်းမတွေ့တာကြာပြီးတော့တဲ့နောက်ဆုံးတွေ့တာဆွေးခွာမျောစင်းပါလေလွန်ခဲ့တဲ့9ရက်ကပေါ်လို့ပြောပြီးသူကသားလေးရဲ့သပင်တွေကိုအသားအရာပုတ်တက်ပေးနေတဲ့စီနီယာအကိုဖူးအကိုကတကယ်ကိုအံ့ဩဖို့ကောင်းတာပဲရက်တွေကိုတောင်တေချာမှတ်ထားတာလားဒါနဲ့အကိုကဒီကိုဘာလို့ရောက်နေတာလဲလို့သားလေးကမေးလိုက်တယ်အဲ့ဒီအခါဖူရင်ကျန်းရဲ့မျက်လုံးတွေကနှွေးထွေးညင်သာသွားပြီးဘာလို့လဲဆိုတော့သားရဲ့မေမေကိုတကယ်တွေ့ချင်လို့ပေါ့သူကအကိုရဲ့တငယ်ချင်းဟောင်းတယောက်လေးလို့ပြောရင်းသားလေးကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်သားတို့ဒီမှာနေလာတာဘလောက်ကြာပြီလဲစီနီယာအကိုဖူသားကတော့ဒီမှာပဲမွေးပြီးဒီမှာပဲကြီးလာတာပါပညာရှိကြီးသားမြို့တော်ကိုမသွားခဲ့ရင်အကိုလိုအံ့ဩဖို့ကောင်းတဲ့လူမျိုးနဲ့သားဘယ်တော့မှအဆုံးမဟုတ်ဘူးတဲ့အဲ့ဒီအချိန်မှာဖူရင်ကျန်းကခေါင်းကိုရုတ်တရက်လှည့်လိုက်ပြီးကျမကိုဆူဆူဆိုင်ဆိုင်ကြည့်လာတော့တာပဲတငယ်ချင်းဟောင်းကြီးမင်းလေး9နှစ်လောက်နေခဲ့တဲ့မင်းရဲ့အိမ်လေးတွေကိုငါ့ကိုတေးသေးချာချာကြည့်ခွင့်ရအောင်ဖိတ်ခေါ်အောင်မှာမဟုတ်ဘူးလားတဲ့အိမ်ကိုလိုက်ကြည့်မယ်ဟုတ်လားအေးလီနေကကိုဘသူများမှတ်နေလဲအိမ်ရှိဆန်မင်းသားဖြစ်နေုံနဲ့သူများအိမ်ကိုဒီအတိုင်းစိုးဝင်လို့ရမယ်ထင်နေတာလားဒါကိုတရားစွဲမယ်ဆိုရင်တောင်ရသေးတယ်အဲ့ဒါတွေကတော့ကျမစိတ်ထဲကနေပဲအော်ဟစ်နေမိတာပေါ့သူ့မျက်နှာကိုကြည့်ပြီးအဲ့ဒီစကားတွေကိုထုတ်ပြောဖို့ကျမမှာဘလို့မှတတိမရှိပါဘူးစကားတစ်လုံးမှပြောမိတာနဲ့သူကကျမကိုဆွဲခေါ်သွားပြီးထောင်ထဲပြစ်ထက်မလားပြီးရင်သားလေးချင်းရှင်းကိုကျမစီကနေအတင်းလူယူမလားဆိုတာပဲကြောက်နေမိတာအဲ့ဒီလိုသာဖြစ်လာရင်တော့ကျမဒေတာကမှအေးအောင်မယ်အဲ့ဒီတော့မှကျမတကယ်နောင်တရမိတော့တယ်ဘာလို့အရင်တုန်းကရှောင်းတယ်စီနဲ့အတူတိုင်းပညာကိုတေးသေးချာချာမတင်ခဲ့တာလဲအဲ့ဒီတုန်းကသာတေချာစူးစမ်းခဲ့ရင်အခုလိုဘာမှမတက်နိုင်တဲ့အခြေအနေမျိုးမှာရှိနေမှာမဟုတ်ဘူးအခုချိန်မှာကလေးကိုခေါ်ပြီးထွက်ပြေးဖို့ဆိုတာကလည်းလုံးဝမဖြစ်နိုင်တော့ဘူးလေကျမလုံနိုင်တာဆိုလို့သူတို့ကိုအိမ်ထဲဝင်ခွင့်ပေးဖို့ပဲရှိတော့တယ်ဘာလို့လဲဆိုတော့ဒီလိုအချိန်ကြီးမှာနန်းတွင်းကိုရန်တော်တွေနဲ့ခွေးကြီးနှစ်ကောင်ကကျမအိမ်ရှိမှာရက်နေတာကပတ်ဝန်းကျင်ကလူတွေကိုအာယုံဆိုင်မိစေမှာတေချာလို့ပဲကိုပြန်ပြေးသိမ့်ပြီးမှဘေးကိုဖယ်ပေးပြီးသူတို့ကိုအိမ်ထဲဝင်ခွင့်ပြုလိုက်ရတယ်အိတ်ခမ်းထဲရောက်တော့သူကအင်ရှင်နေရာမှာအပိုင်ထိုင်လိုက်ပြီးကျမရဲ့အိမ်ကိုမျက်မှောင်ကျုပ်ပြီးဟိုကြည့်ဒီကြည့်လုံနေလေရဲ့မင်းကဒီလိုအမိုက်ပုံလိုနေရာမျိုးမှာကလေးကိုပြုစုပြောထောင်နေတာလားဒါကလူနေလို့ရတဲ့နေရာရောဟုတ်ရဲ့လားတဲ့ကျမမှာစကားတောင်စွန့်အားသွားရတယ်ဒါကအဆောင်3ဆောင်တောင်ပါတဲ့စံအိမ်ကြီးပါရှင်ထားပေမဲ့အေဂရစ်ဖြစ်လာမဲ့သူအတွက်တော့ဒီလိုနေရာမျိုးကသူ့မျက်စီထဲမဝင်ဘူးထင်ပါရဲ့ကျင်းရှင်းကတော့ကျမရှိမှဆိုရင်တက်ကြပေမဲ့ပုံမှန်ဆိုရင်တော့တည်ငြိမ်အေးဆေးတဲ့ကလေးမျိုးပါဒါပေမဲ့သားလေးကသူစိမ့်တွေဒါမှမဟုတ်သူလေးစားရတဲ့သူတွေရှိမှဆိုရင်တော့တိတ်ဆိတ်ပဲနေတတ်တာဖူရင်ကျန်းကတော့တစ်ချိန်လုံးသားလေးကျင်းရှင်းစီမှာပဲအကြည့်တွေကိုပို့ထားပြီးတစ်ချက်မှသာကျမဘက်ကိုလှည့်ကြည့်တယ်အမှန်အတိုင်းပြောရရင်သူ့ရဲ့စိုက်ကြည့်နေပုံကသူ့မျက်လုံးတွေကိုထုတ်ပြီးသားလေးစီမှာကတ်ထားခြင်းနေတဲ့အတိုင်းပဲအဲ့ဒီလောက်အထိအကြည့်မခွာနိုင်ဖြစ်နေတာကျမတကယ်ပဲကြောက်နေမိတယ်သူကသူ့ရဲ့အဆောင်တွေကိုခိုင်းပြီးကျမကလေးကိုလူသွားတော့မလားလို့ပေါ့ဒါကြောင့်ကျမလည်းအခြေအနေကိုထိန်းတဲ့အနေနဲ့စကားကိုချိုသားပြောပြီးရှောင်းတဲ့စီကိုသားလေးအားအခန်းထဲကိုခေါ်သွားဖို့ခိုင်းလိုက်ရတယ်အခုတော့အခန်းထဲမှာကျမနဲ့ဖူရင်ကျက်2ယောက်တည်းကြံခဲ့ပြီလေပတ်ဝန်းကျင်ကအခြေအနေကတော့တကယ်ကိုထူးဆန်းနေတာပဲအတိတ်မှာသမိုင်းကြောင်းရှိခဲ့ဘူးတဲ့လူ2ယောက်စိတ်ကူးရင်ဆန်တဲ့ခံစားချက်တွေရှိနေမယ်လို့ထင်စရာရှိပေမဲ့ကျမဘက်မှာတော့ဘာမှမရှိဘူးရှိတာဆိုလို့ထိမ့်မနိုင်သိမ့်မရဖြစ်နေတဲ့ကြောက်စိတ်တွေပဲအခန်းထဲကဖီအားကလည်းအယမ်းများလွန်းလို့ချမ်းစိမ့်တောင်ဖြစ်လာတယ်လို့ပဲကဘာပြတ်မတက်ကြာမြင့်သွားတဲ့အချိန်တစ်ခုပြီးမှတော့ဖူရင်ကျန်းကကျမကိုစိုက်ကြည့်နေရကနေရက်လိုက်ပြီးစကားစပြောလာတယ်။သမီးဆိုရင်အဖေနဲ့တူပြီးသားဆိုရင်အမေနဲ့တူတယ်လို့ပြောကြတာပဲဒါပေမဲ့ငါတို့သားကဘယ်သူနဲ့မှမတူတယ်လို့ပဲတော့မဟုတ်ဘူးလားကျမလည်းဘာမှမစင်စားပဲချက်ချင်းပြန်ပတ်လိုက်မိတယ်။သူကကျမရဲ့ချင်းရှင်းမှာအရှင်နဲ့ဘာမှမပတ်သက်ဘူးလို့ပေါ့။ဒါပေမဲ့ကျမစကားတော်မဆုံးသေးဘူး။သူကကျမကိုသူ့ရင်ခွင်ထဲအတင်းဆွဲသွင်းလိုက်တာပဲခွဲနေရတဲ့ဒီနှစ်တွေအတွင်းမှာမင်းကအတောင်ပံတွေစုံလာပြီးအဝေးကိုပြန်ကျင်နေတာပေါ့။ဟုတ်လားငါ့ကိုလိန်ညာနေမဲ့အစားတစ်ခုခုကိုရှင်းပြပါဦးငါတို့သွေးစစ်ကြည့်လိုက်တဲ့အခါဘာလို့အဲ့ဒီသွေးတွေကတသားတည်းဖြစ်နေရတာလဲတဲ့ကျမမယုံနိုင်အောင်ဖြစ်သွားရတယ်ဒီလူကအရာရာအသင့်ပြင်လာတာပဲကျမကိုကြော်ပြီးသားလေးစီကသွေးကိုယူပြီးသွေးစစ်တဲ့အလုပ်ကိုတောင်လုပ်ပြီးသွားပြီပေါ့ဒီလောက်ထိအမှန်တရားကရှေ့တဲ့ကိုရောက်နေမှတော့ကျမဘလို့မှညင်းလို့မရတော့ဘူးလေဒါကြောင့်ဆက်ပြီးဟန်မဆောင်တော့ပဲကျင်းရှင်းဟာသူ့ရဲ့သွေးသားဖြစ်ကြောင်းအတီးပြုတ်ပေးလိုက်ရတယ်ဒါပေမဲ့ကျမဇဝေဇဝါဖြစ်နေတာတခုကသူ့ဘလို့လုပ်ပြီးကျင်းရှင်းဟာသူ့သားမန်းအစကလေးကရိပ်မိသွားတာလဲဆိုတာပဲကျမမေးလိုက်တဲ့အခါသူကကျမကိုကဘာပေါ်မှာအတုံးဆုံးလူတစ်ယောက်ကိုကြည့်တယ်လို့ကြည့်ပြီးပြန်ဖြေတယ်တနေ့မှာငါဆရာစီကိုရုပ်ဖြတ်ပြီးသွားလေတုန်းကအဲ့ဒီမှာကလေးတချို့ကိုတွေ့ခဲ့တာ
ဆရာကပြောတယ်သူတို့ကမြောက်ဘက်ကနေခေါ်လာတဲ့တပည့်လေးတွေတဲ့အဲ့ဒီထဲကကလေးတယောက်ကငါငယ်ငယ်တုန်းကနဲ့အရန်တူနေတာနဲ့နန်းတော်ကငါရဲ့နှုတ်ထင်းအိုကြီးကိုခေါ်ခိုင်းလိုက်တယ်နှုတ်ထင်းကြီးကတစ်ချက်ကြည့်ုံနဲ့တင်ဒီကလေးလေးကအရှင်ငယ်ငယ်တုန်းကနဲ့တပုံစံသေးပဲလို့ပြောတော့တာပဲအဲ့ဒီမှာနေငါတခုခုကိုသဘောပေါက်သွားတာပေါ့ဒါကြောင့်ရေတစ်ခွက်ကိုယူခိုင်းလိုက်ပြီးငါတို့ရဲ့သွေးတွေကိုရောကြည့်လိုက်တော့ချက်ချင်းပဲတသားတည်းဖြစ်သွားခဲ့တာဝမ်းအားရဲ့မင်းဒီနှစ်တွေတခြားငါ့ကိုမရဲကြသလိုခံစားရအောင်လုပ်ခဲ့တာပဲမင်းကိုရှာနေရတာဘလောက်တောင်ကြပြီလဲတဲ့သူစကားပြောနေတော့မှကျမစိတ်ကူးထဲမှာမြင်အောင်နေမိတာကသူ့လက်တွေကကျမလည်းဘင်းကိုညှစ်တက်တော့မဲ့ပုံရိပ်တွေပဲဝမ်းအားမင်းငါ့ကိုဒီနှစ်တွေတခြားအတော်လေးဒုက္ခပေးခဲ့တာပဲလို့သူကထပ်ပြောပြန်တယ်ကျမတကယ်ပဲကြောက်လန့်နေလို့စကားတစ်လုံးမှပြန်မပြောနိုင်တော့ဘူးဒါပေမဲ့သူကတော့ဘာမှမဖြစ်သလိုတီတီငိမ့်ငိမ့်နဲ့ပဲဆက်ပြောနေတော့မယ်သူ့ရုပ်ကငါနဲ့တူနေတာကိုသတိထားမိပြီးသွေးစစ်ကြည့်လို့အတီးဖြစ်သွားတဲ့အခါအဲ့ဒီကလေးကိုငါမေးလိုက်တဲ့သူဘယ်ကလာတယ်လဲဆိုတာပေါ့အဲ့ဒီမှာတင်ငါဘဝရဲ့အကြီးမားဆုံးအံ့ဩစရာကြီးနဲ့တိုးတော့တာပဲသူ့မိရဲ့နာမည်ကရှန်ချင်းဟွန်းနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကငါအိမ်တော်ကနေထွက်ပြေးသွားတဲ့အစီကံမလေးရဲ့နာမည်နဲ့တပုံစံလေးပဲလေတဲ့ရှန်ချင်းဟွန်မင်းငါရင်သွေးကိုခိုးပြီးထွက်ပြေးရဲတယ်ပေါ့လေသူကကျမရဲ့ပခုံးကိုအတင်းဆွဲညစ်လိုက်တာတကယ်ကိုနာကျင်လွန်းလို့หนีရဲပြီးရောင်ကိုင်းနေတဲ့ကျမရဲ့လက်ကောက်ဝတ်ကိုကြည့်ရင်ကျမအော်ဟစ်လိုက်မိတယ်ရှင်ကျမကိုနာအောင်လုပ်နေတာပဲလှုပ်ဆန်းသူကကျမရဲ့ရောင်နေတဲ့လက်ကောက်ဝတ်ကိုမြင်သွားတဲ့အခါသူ့မျက်ဝန်းထဲကအကြည့်တွေကရုတ်တရက်ပျော့ပြောင်းသွားပြီးလက်ကိုလှုပ်ပေးလိုက်တယ်ပြီးတော့ကျမရဲ့လက်ကောက်ဝတ်ကိုအသားအရာပုတ်တက်ပေးရင်ခက်တိုးတိုးပြောလာတယ်ငါနဲ့အတူပြန်လိုက်ခဲ့ပါငါသားအတွက်အကောင်းဆုံးဆိုတာမှန်သမျှအကုန်ငါပေးမယ်တဲ့ကျမသူ့ကိုအတင်းတွန်းထုတ်လိုက်ပြီးပြန်လိုက်ခဲ့ရမယ်ဟုတ်လားလို့အော်ပြစ်လိုက်တယ်ဘယ်ကိုပြန်ရမှာလဲရှင့်ရဲ့ငွေရင်းလိုနန်းတော်စီကိုလားဒါမှမဟုတ်ရှင့်ရဲ့အိမ်တော်စီကိုလားရှင့်ရဲ့အိတ်ခမ်းဆောင်အစီကံဘဝကိုပြန်သွားရမှာလားအရှင်ကျမတို့ကြားမှာရှိခဲ့တာတွေကအပေးအယူတက်တက်ပဲလေရှင်ကျမကိုလူတယောက်လိုတခါမှမဆက်ဆံခဲ့ဘူးရှင်းမျက်လုံးထဲမှာကျမကအသုံးဆောင်ပစ္စည်းတစ်ခုထက်မပိုခဲ့ပါဘူးအဲ့ဒီနေရာကနေကျမထွက်လာနိုင်ခဲ့တဲ့ကကျမတို့ကြားမှာအားလုံးပြီးဆုံးသွားခဲ့ပြီးတော့အမှန်တိုင်းပြောရရင်ကျမတို့ကအဆင့်တန်းချင်းလည်းမတူဘူးလေအေဂရစ်မင်းကြီးကအင်ရှိဆန်မင်းသားကိုဒီလိုတော့ရက်ကနာမည်မရှိတဲ့အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ခွင့်ပေးမှာမဟုတ်ဘူးအဲ့ဒီစကားကသူ့ကိုတော်တော်လေးထိသွားပုံရတယ်ရှန်ချင်းဟွန်းမင်းပြောလိုက်တဲ့စကားကတကယ်ကိုရက်ဆက်လွန်းနေမင်းငါရင်သွေးကိုတိတ်တဆိတ်ငွေးခဲ့တယ်ငါ့ကိုဒီနှစ်တွေအကြာကြီးအမှောင်ချထားခဲ့တယ်ကျင်းရှင်းကဒီလိုဒုက္ခတွေခံစားနေစရာမလိုဘူးလေငါသူ့ကိုအိမ်ပြန်ခေါ်ခြင်းနဲ့ငါသားအဖြစ်အတိမတ်ပြုပြီးမင်းသားတစ်ပါးဖြစ်စေခြင်းနဲ့အဲ့ဒါငါမနေလို့လားသူကြီးပြင်းလာတဲ့နှစ်တွေကိုငါဆုံးရှုံးခဲ့ရတယ်သူ့ရဲ့ရေတံတွေငိုတံတွေအခိုက်အတန့်တိုင်းမှာငါမရှိခဲ့ဘူးအဲ့ဒါငါအတွက်မတရားဘူးလေတဲ့သူ့စကားတွေကိုကြားရတော့လွန်ခဲ့တဲ့နှစ်တွေကသူပြောခဲ့ဘူးတဲ့ရက်ဆက်ပြီးနှိမ့်ချတဲ့စကားလုံးတွေကိုကျမပြန်မြင်အောင်လာမိတယ်